တိကြတော့တဲ့ဘာတွေပွားများပူဇော်ပါသလဲတဲ့ဒီမှာမိရလေးကျွန်တော်ဗီဒီယိုလေးနဲ့ဖြည့်ပေးလိုက်ပါတယ်လို့ကျွန်တော်ပတိမှာजातिपि दुःखा जरापि दुःखा व्याधिपि दुःखा मरणंपि दुःखम् अप्पिये संपयोगो दुःखो पिये विपयोगो दुःखो यं पिच्छं नो लभति तं पि दुःखं संखित्तेन पञ्चुपादानखण्डा दुःखा တပည့်တော်တို့သည်ခန္ဓာ၅ပါးယုံနာနှစ်ပါးတို့ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနှင့်ကျေးဇူးတော်ရှင်အက္ခမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးအားလှူဒန်းပါ၏ရှင်ဘုရားတပည့်တော်တို့သည်မိုင်ဝဲတွေ့ရခဲ့သည့်အလျောက်ယတနာ၃ပါးဆရာမိဘပုဂ္ဂိုလ်သူများတို့အပေါ်၌ကံ၃ပါးတို့ဖြင့်ပြင်မာမိသည်ရှိသောထိုအဖြစ်တို့မှကြောက်ပါစေခြင်းအချို့ငါတောင်းပန်ဝင်ချကြော့ပါ၏ရှင်ဘုရားတပည့်တော်တို့သည်ရှိရှိဘဝယခုဘဝပြုပြုသမျှဒါနသီလစသောကုသိုလ်တို့သည်တပည့်တော်တို့အလိုရှိရသောမတ်ဖို့နိဗ္ဗာန်ကိုရခြင်းရောက်ခြင်းအကျိုးငါသိမြဲစွာအကျိုးပြုပါစေတည်းကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့တောဆောင်နဲ့တောင်ဆောင်နဲ့သာသနာတော်ဆောင်နဲ့များနေတကွာရှိရှိသမျှတက်ရှိသက်တော်အနန္တတို့သည်ဘေးမတိရန်မရှိကျမ်းမာချမ်းသာရှိကြပါသည်တပည့်တော်တို့သည်ဘဝများစွာခန္ဓာပြည့်ကျွေတည်ခဲ့ရသည့်ဘဝတွေများလာပြီယခုဘဝမတည်ခင်အသေးမဦးခင်ညံ့ဦးအောင်တရားတော်ကိုကြိုးစားအားထုတ်ပါမည်ရှင်ဗျာကျွန်တော်ပရိမှာဘာကုံတော်ကြီးပွားလဲဆိုလို့ရှိရင်ကျွန်တော်အရဟံဆိုတဲ့ကုံတော်တစ်မျိုးပဲကျွန်တော်ပွားပါတယ်အခုဒီနေ့ကစပြီးတော့ပေါ့နော်ဒီနေ့ကစပြီးတော့ကျွန်တော်တလားတီးပြီးဒီအဟံကုံတော်ပွားမယ်ဆိုပြီးတော့ကိုယ့်ကိုအဋ္ဌထန်ထားရပေါ့နော်အဋ္ဌထန်ထားတဲ့ရည်ရွယ်ချက်ကလည်းကျွန်တော်မြတ်စွာဘုရားရှင်ကိုကြည်ညိုတဲ့စိတ်တစ်ခုလေးနဲ့ပဲဒီကုံတော်ပွားများပြီးတော့ပူဇော်တာပေါ့နော်ကျွန်တော်သိရမလားလို့တချို့ကြောက်ရရှိတယ်လေတလားပြေလို့တလားအဋ္ဌထန်နဲ့တကူလိုချင်တာရှိလို့ပါညာလို့မဟုတ်ဘူးเนาะကျွန်တော်ဘုရားရှိခိုးရဲ့တရားထိုင်နေဆိုတဲ့ရည်ရွယ်ချက်တွေကအေးချမ်းလို့ရယ်နောက်တစ်ခုကကျတော့မြတ်စွာဘုရားရှင်ကိုကြည်ညိုတော့အားကြီးလို့ဘုရားရဲ့ဂုဏ်တော်တွေကိုပွားများပြီးတော့ပူဇော်တာပေါ့နော်ဆိုတော့ကျွန်တော်စိတ်တဲ့ပုံစံကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီမှာပတိရှိတယ်ပေါ့နော်ပတိလုံးလေးတွေကိုကျွန်တော်ကိလေသာပုကိစ္စတော်မူသောမြတ်စွာဘုရားတလုံးချကိလေသာပုကိစ္စတော်မူသောမြတ်စွာဘုရားအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတစ်ပတ်ကြည့်အောင်လို့ကျွန်တော်စိတ်ပါတယ်လို့